အားလုံးပဲယေရှုနာမနဲ့မင်္ဂလာပါလို့ရှိဆိုတဲ့ concept ပါတယ်ကျွန်တော်ချီးမွမ်းမဲ့တစ်ချင်းကြတော့ခလေးလေးတယောက်လိုပဲဆိုတဲ့တစ်ချင်းဖြစ်ပါတယ်ရှုထွေးတဲ့လောကကြီးရဲ့လေအပူပြင်းတဲ့နှွေလို့တရားတဲ့နေကြော်ပြင်းနိုင်ဖို့အိမ်အားမရှိတဲ့ဒီလောကရဲ့ယုံကြည်စရာကင်းမဲ့အိမ်မတော့ဝေးကွာစေအယောင်လေးတဲ့ညရဲ့ဟန်ဆောင်တဲ့လူများနဲ့တကယ်ချင်တာတွေ့ကြုံလေကိုယ်တော်ရတာရှိနေတတ်တယ်ဒီချစ်ကလေးလေးတယောက်လိုပဲနေချင်နေရှုထွေးတဲ့လောကကြီးရဲ့လေအပူပြင်းတဲ့နှွေတို့တယောက်တည်းနေကြော်ပြနိုင်ဖို့အိမ်အားမရှိသေးဒီလောကရဲ့ယုံကြည်စရာကင်းမဲ့အိမ်မတော့ဝေးကွာစေအရှောင်းလေးတညာရဲ့အဆောင်တဲ့လူပြနေတကယ်ချင်တာဝေးစေပဲတခေရဲ့နာမမြေခလေးလေးတယောက်လိုပဲခေါ်နာဝေးရခြင်းတဲ့အပူလုံးချတွေ့ဘဝပဲပြန်ပြီးအစိုးပြလောင်းစံဝင်ကိုပဲပါတခေရလာတော့ဟဲကျွန်တော်ရှိဘဝပုံအပ်ပဲအစိုးရတွေ့ကြုံလေကိုယ်တော်ရတာရှိနေတတ်တယ်ဒီချစ်ကလေးလေးတယောက်လိုပဲနေချင်နေတွေ့ကြုံလေကိုယ်တော်ရတာရှိနေတတ်တယ်ဒီချစ်ကလေးလေးတယောက်လိုပဲနေချင်နေကျွန်တော်သူရုပ်ချင်းစီတဲ့ပေါ်ထုတ်ရှင်ပါ